မင်္ဂလာပါရှင်စိတ်နဲ့ဟိုမုန်းကဖေးဒေါက်တာဆွေကြိုဆိုပါတယ်အခုပြောမယ့် post ကတော့ thyroid ဟိုမုန်းများလို့ရှိရင်ဘလို့သွေးတွေစစ်ရမလဲကုထောက်မှုပါရှိလဲဆိုတဲ့အပိုင်းနှစ်နော်ဟုတ်ပြီလက္ခဏာတွေအကြောင်းကတော့အရင် post မှာပြောပြီးပြီအခု post မှာဟိုမုန်းတွေကိုဘလို့စစ်မလဲဆိုတာပေါ့နော် thyroid ဟိုမုန်းပုံမှန်ရှိမရှိဆိုအရင်ဆုံးစစ်တဲ့သွေးရတော့ TSH ပေါ့TSH ကောင်းချုပ်ဒီ manager ပေါ့ thyroid hormone အာနာပေးတဲ့ manager အရင်နည်းနေပြီဆိုလို့ရှိရင်သူတို့ပထမဆုံးသိနိုင်တာ thyroid hormone တွေများလာပြီဆိုတော့သိနိုင်တယ် TSH နည်းသွားတဲ့လူတွေမှာဆိုလို့ရှိရင် T4 နဲ့ T3 free T4 နဲ့ free T3 ဆိုတဲ့ thyroid hormone blood test သွေးစစ်မှုတွေကိုပြုလုပ်နိုင်တယ်ပေါ့နော်အဲ့ခါမှာ T3 နဲ့ T4 တွေများပြီး TSH ကျနေတယ်ဆိုလို့ရှိရင် thyroid hormoneများတဲ့ယောဂဖြစ်နေပြီလို့ပြောလို့ရပါတယ်ဆိုတော့ကုသမှုတွေဘယ်လိုရှိလဲကုသမှုကဘာတွေရှိလဲဆိုတော့ပုံမှန်တော့ thyroid hormone များနေပြီဆိုလို့ရှိရင်ရေဘူးရအားဖြစ်တဲ့စိတ်နဲ့တော့စလေးရှိရယ်ကာဘီမစောဆိုတဲ့စိတ်နဲ့စလေးရှိရယ်ဒါမဲ့ရေရှည်ဘာနဲ့ကုပါမလဲဆိုတာကတော့ဒီဘာကြောင့်ယောဂဖြစ်လဲပုံမှာမူတည်ပါတယ်grave disease လိုမျိုး autoimmune ကြောင့်ဖြစ်တဲ့ယောဂဆိုရင်တော့ပထမဆုံးဖြစ်တဲ့ယောဂဖြစ်တဲ့အချိန်မှာဆေးလေးကိုထိမ့်ပေးလို့ရှိရင်တစ်နှစ်နဲ့တစ်နှစ်ခွဲလောက်စိတ်ကုသပြီးလို့ရှိရင်တော့သူကပျောက်မဲ့ယောဂတစ်ဝက်လောက်ကတော့လုံးဝပျောက်သွားနိုင်တယ်တချို့ကတော့မပျောက်ပင်နဲ့တစ်ချက်ပြန်ဖြစ်နိုင်တဲ့ယောဂလေးတွေအခြေအနေလေးတွေရှိတယ်တကယ်လို့များနိုဂျူအလုံးလေးတွေကြောင့်နော်အလုံးတစ်လုံးကြောင့်ဖြစ်ဖြစ်မာတီနိုဂျူလာဂွိုက်တာအလုံးအများကြီးကြောင့်ဖြစ်ဖြစ် thyroid hormone များတဲ့လူတွေကတော့ဒီဆေးတောက်နဲ့တော့တစ်လုံးတော့မပြောက်ဘူးထိမ့်ပြီးလို့ရတာပေါ့နော်အဲ့ဒါဆိုတော့အဲ့လိုလူမျိုးတွေကဓာတ်ရောင်ခြည်တစ်ခုပေါ့နော်သူကရေဒီယိုတက်တိကြွဓာတ်ရောင်ခြည်ခေါ်တဲ့ radio iodine ကိုပေးလို့ရတယ် radio iodine ပေးလို့ရှိရင်တော့3လနဲ့6လလောက်ထိအာနိသင်ရှိမရှိစောင့်ရတာမျိုးတွေဖြစ်တတ်တယ်ဒီရေဒီယိုတက်တိကြွကတော့ရန်ကုန်စေယုံကြီးမှာရတယ်လို့နားလဲပါတယ်နောက်ဆုံးတစ်ချက်ကတော့တချို့တွေခဏခဏပြန်ဖြစ်ပြီးယောဂလည်းတအားဆိုးလာတယ်တောက်စိမ့်နဲ့လည်းထိမ့်လို့မနိုင်ဘူးဆိုရင်တော့thyroid hormone ကိုခွဲလို့တော့ရတာပေါ့နော်ခွဲတာကတော့အန်ဂျယ်လေးတွေရှိတဲ့အတွက်ကြောင့်မလို့တောက်စိမ့်နဲ့ဒီ radio iodine တွေပေးဖို့အခြေအနေရှိလားဆိုတာအရင်ဆုံးကြည့်လို့ရှိတယ်ဆိုတော့ပေးတဲ့ဆေးကကာဘီမဇောလို့အဓိကသုံးလေးရှိတယ်ဒီကာဘီမဇောပေးတဲ့ခါမှာဘာတွေအရေးကြီးလဲဆိုတော့စဖြစ်ချင်းမှာဟိုမုန်းတွေတအားကြီးများနေလို့ရှိရင်ဆေးကများပေးရတယ်များပေးပြီးတော့မှ9ဘက်6ဘက်တစ်ခါသွေးတွေပုံမှန်ဆက်သွားပြီးတော့မှဖြည်းဖြည်းလျှော့သွားတာပေါ့ဒီဆေးတောက်လို့ရှိရင်အဓိကအကြောင်းရေးစုကသူကဒီ immune system ခုခံအားကိုရုတ်တရက်ကြီးကျသွားစေနိုင်တယ်ဘယ်လိုမျိုးကျသွားစေနိုင်လဲဆိုတော့သွေးဖြူဥတအားနည်းသွားတဲ့အတွက်ကြောင့်ဖြစ်တတ်တယ်အဲ့ကောင်ကဖြစ်ချင်တဲ့ချိန်ကောက်ဖြစ်တဲ့တစ်ခါမှာဘယ်လိုမျိုးတွေသတိထားမလဲဆိုဒီစိတ်တောက်လို့လေချောင်းတွေတအားနာလာတယ်အဖျားတွေတအားတက်တယ်ဆိုလို့ရှိရင်သွေးဖြူဥနော်ဒီ full blood count or complete picture ဆိုစစ်နေကြသွေးလေးကိုစစ်ပြီးတော့သွေးဖြူဥတွေကျနေသလားကျလို့ရှိရင်တော့ဆေးရက်ထားလိုက်ပြီးတော့တခြားကုသနှုံနဲ့ကုပါမယ်အဲ့ဒါအရင်အရေးကြီးတယ်ဖြစ်ခဲတယ်ဖြစ်လာလို့ရှိရင်တအားအရေးကြီးတဲ့ကြောင့်အရေးကြီးသတိထားမယ်ပေါ့နော်တကယ်တမ်းကျတော့thyroid hormone များတဲ့ယောဂါတွေရိုးရိုးဆေးရဝင်ထက်အထူးကုနဲ့ကုသဖို့လိုအပ်တယ်အားလေးပေးပါတယ်ဗမာပြည်မှာအထူးကုတွေရှိတယ်ပေါ့နော်တကယ်လို့အထူးကုနဲ့တိုင်ပင်ပြီးတော့မှထိန်းသွားတာတော့အကောင်းဆုံးဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်လိုတာလေးတွေရှိရင်လည်းပြောပြပါ comment လေးပေးစေချင်ပါတယ် thank you ပါ